နဲ့ဝန်ထမ်းဆိုတာတထေးဖြစ်လာဖို့အတွက်လေးကျင့်ရင်စင်းနေရတဲ့ playground ပဲကစားကွင်းပဲဟုတ်တယ်ကျွန်တော်ပြောလို့ပဲဥမာကိုကဘောလုံးသမားမဖြစ်တဲ့ကိမှာကိုဘောလုံးကောက်ကတာကိုမရှက်နဲ့ဟုတ်တယ်နော်ဘောလုံးကောက်ဘာမျိုးလေးတနေ့နေ့ကြည့်လို့ရတယ်ဘောလုံးသမားတွေဘယ်လိုကန်နေတယ်လဲဘယ်လိုဖြတ်တင်လိုက်တယ်လဲဘယ်လိုဂိုးဖမ်းလိုက်တယ်လဲဘယ်လိုဂိုးသွင်းလိုက်တယ်လဲဒါတွေကိုကြည့်ရမယ်ကိုဘောလုံးကောက်ဘဝနဲ့အများနဲ့မနေဘူးလေအများနဲ့မနေဘူးဒီလိုမျိုးပဲကိုဝန်ထမ်းဘဝနဲ့အများနဲ့နေမှာမဟုတ်ဘူးအဲ့တော့တထေးတယောက်ဒီနေ့ဘယ်လိုစကားပြောလိုက်တယ်လဲ customer တယောက်ဝင်လာရင်သူဘယ်လိုဆက်ဆံတယ်လဲနော်ဝန်ထမ်းတွေကိုဘယ်လိုခိုင်းတယ်လဲဘယ်ပစ္စည်းတွေကိုဘယ်လိုမှာပြီးဘယ်လိုဝယ်နေတယ်လဲနော်ဘယ်ဟာတွေကိုကြည့်ပြီးဘယ်လိုမျိုးရှင်းတယ်လဲဘယ်လိုမျိုးငွေချမ်းတယ်လဲဘယ်လိုမျိုးအကျွေးယူတယ်လဲအကျွေးယူတာလည်းပညာပဲနော်အကျွေးလည်းယူတတ်ရတယ်နော်အကျွေးလည်းယူတတ်ရတယ်အကျွေးလည်းယူတတ်ရတယ်ပြီးရင်ဘယ်လိုလူမျိုးကိုအကျွေးထားပေးတယ်လဲအကျွေးထားတာလည်းပညာပဲအကျွေးယူတာလည်းပညာပဲတခါလေကျရင်သူများတွေကိုပတ်စံချမ်းတယ်တခါကျရင်သူများတွေကိုပတ်စံပို့ပေးလိုက်တယ်ဟောဒီတည်းကဘာလဲပေါ့ပတ်စံပေးလို့ရတာလည်းမပေးဘဲနဲ့ထားတယ်ပတ်စံမရှိရဘဲနဲ့တခြားလူကိုပေးပလိုက်တယ်ဘာလို့ဒီလိုလုပ်နေရလဲအကုန်လုံးကရည်ရွယ်ချက်ရှိတယ်အဲ့တော့တထေးတယောက်လှုပ်ရှားတဲ့ပုံစံကိုလေးလာမယ်ကိုကြည့်မယ်ဆိုဒါအပြပြောရင်စာအုပ်ဖတ်စရာလည်းမလိုဘူး MBA တွေတော့တက်နေစရာလည်းမလိုဘူးနေ့စဉ်ဒီလူနဲ့တွေ့နေတာဒီလူရှိရလေးလာမယ်